မင်္ဂလာပါကျွန်တော်ဒီအောင်စင်းကြီးဖြစ်ပါသည်ဒီနေ့မှာကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကဒုတိယလက်ဆေးလိပ်ခိုး၏အန်ဒီရယ်များဖြစ်ပါသည်ဒုတိယလက်ဆေးလိပ်ခိုးဆိုဒီမှာတင်ကိုယ်တိုင်ဆေးလိပ်မတောက်ပဲတခြားသူများတောက်တဲ့ဆေးလိပ်ခိုးကိုရှုရခြင်းဖြစ်ပါသည်ကမ္ဘာအနှံ့တွင်ဆေးလိပ်မတောက်သောအမျိုးသားများမှာ33%ဖြစ်၍အမျိုးသမီးများသည်35%ဖြစ်ပါသည်ထို့သော40%ခန့်ရှိသောကလေးများသည်ဒုတိယလက်ဆေးလိပ်ခိုးကိုထိတွေ့ရနေသည်ဟုခန့်မှန်းထားပါသည်2019ခုနှစ်တွင်ပြုလုပ်ခဲ့သောစစ်ဆေးရေးတစ်ခုတွင်မြန်မာနိုင်ငံရှိကျောင်းသားကျောင်းသူစုစုပေါင်း3633ဦးကိုဒုတိယလက်ဆေးလိပ်ခိုးထိတွေ့မှုကြောင့်မေးမြန်းခဲ့သည်အထွေထွေရလဒ်များမှာအိမ်တွင်းတွင်ထိတွေ့မှု33.2%ကျောင်းတွင်ထိတွေ့မှု64.5%အလုံးပိတ်ထားသောအများပြည်သူနေရာများတွင်ထိတွေ့မှု28.4%ဟုရရှိခဲ့ပါသည်ဒုတိယလက်ဆေးလိပ်ခိုး၏အကျိုးဆက်များမှာအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း respiratory infections လေဖြတ်ခြင်း stroke နှလုံးရောဂါ heart disease အဆုတ်ကင်ဆာ lung cancerရင်ပန်းရင်ကျပ်ရောဂါ asthma အဆုတ်ရောင်ရောဂါ pneumonia လေကြောင်းရောင်ရမ်းခြင်း bronchitis တို့ဖြစ်ပါသည်ဒုတိယလက်ဆေးလိပ်ခိုးနှင့်အမျိုးသမီးများမြန်မာနိုင်ငံ2013ခုနှစ်တွင်သုတေသနပြုလုပ်သူများသည်15နှစ်မှ64နှစ်အရွယ်ရှိသောလူဦးရေ9429ယောက်အားဒုတိယလက်ဆေးလိပ်ခိုးအကြောင်းကိုမေးမြန်းခဲ့သည်ထိုအရအမျိုးသမီးများမှာ59.8%သည်အိမ်အတွင်းတွင်ဒုတိယလက်ဆေးလိပ်ခိုးကိုတွေ့ရှိရနေသည်ဟုရှာဖွေတွေ့ရှိခဲ့သည်2020သုတေသနပြုလုပ်သူများသည်ကိုဝင်ဆောင်အမျိုးသမီး409ဦးကိုစစ်ဆေးမေးမြန်းခဲ့သည်94%အမျိုးသမီးများသည်ဒုတိယလက်ဆေးလိပ်ခိုး၏ကျန်းမာရေးဆိုင်ရာအန္တရာယ်များကိုကောင်းမွန်စွာနားလည်နေကြသည်89%သည်ဒုတိယလက်ဆေးလိပ်ခိုးထိတွေ့မှုမှကာကွယ်ရန်အတွေးအမြင်ရှိနေကြသည်တိုးတော်လည်း65.4%သည်ဒုတိယလက်ဆေးလိပ်ခိုး၏ထိတွေ့မှုကိုမစင်ကျင်ဘဲရင်ဆိုင်နေကြသည်ကလေးများအတွက်ဒုတိယလက်ဆေးလိပ်ခိုး၏အကျိုးဆက်များမှာဒုတိယလက်ဆေးလိပ်ခိုးသည်ကလေးမွေးဖွားရာတွင်အလေးချိန်အလွန်နည်းငယ်၍မွေးဖွားလာနိုင်ပါသည်မွေးဖွားရာတွင်အလေးချိန်အလွန်နည်းငယ်သောကလေးများသည်သေဆုံးနိုင်ခြင်းသို့မဟုတ်ဖွံ့ဖြိုးမှုနောက်ကျခြင်းတို့ဖြစ်နိုင်ပါသည်ထိုအမွေးဖွားရာတွင်အလေးချိန်အလွန်နည်းငယ်သောကလေးများသည်ကြီးလာသောအချိန်တွင်ဆီးချိုရောဂါနှလုံးရောဂါတို့ရှိနိုင်ပါသည်ဒုတိယလက်ဆေးလိပ်ခိုးထိတွေ့မှုရှိသောကလေးများသည်အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း respiratory infection နားပိုးဝင်ခြင်း ear infection ပန်းနာရင်ကျပ်ရောဂါ asthma attack ပြီးကြရင် SIDS sudden infant death syndrome ကိုရရှိနိုင်ပါတယ်Sudden Infant Death Syndrome (SIDS) သည်အသက်တစ်နှစ်မပြည့်သေးသောကလေးငယ်များသည်ကျန်းမာသည့်အတိုင်းမြင်ပေမဲ့အိပ်နေစဉ်အတွင်းအကြောင်းမပြဘဲသေဆုံးသွားခြင်းဖြစ်ပါသည်ဒုတိယလက်ဆေးလိပ်ခိုးသည်မတုံးဘဲရှူရခြင်းဖြစ်ပြီးကျန်းမာရေးအတွက်အန္တရာယ်များစွာရှိသည်ကျွန်ုပ်တို့အားလုံးပတ်ဝန်းကျင်ရှိသူကိုကာကွယ်ရန်အတွက်ဆေးလိပ်တောက်ခြင်းကိုလျှော့ချရန်နှင့်ဆေးလိပ်တောက်ခြင်းကိုတားမြစ်ရန်ကြိုးပမ်းရမည်ဖြစ်ပါသည်အားလုံးပဲနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါသည်